မှောင်မိုက်နေတဲ့ညရဲ့အလင်းရအောင်မှာအမိကိုเจ้าပါတဲ့မြေခွေးတစ်ကောင်ကတောင်းကျမ်းနေပါတယ်။အဲ့ဒီမြေခွေးကြီးကိုလူသားninjaတစုကလည်းအသေးအတန်တိုက်ခိုက်နေကြပါတယ်။အဲ့ဒီအချိန်မှာအေယာမဖားကြီးတစ်ကောင်ပေါ်လာပြီးတော့သူ့အပေါ်မှာသပင်အဝါရောင်တဲ့လူတစ်ယောက်ရက်နေပါတယ်။ထိုသူကတော့ကိုနိုဟာninjaရွာရဲ့၄ယောက်မြောက်ဟိုကာခဲ့ဖြစ်ပါတယ်။သူကအရန်တော်တဲ့ninjaတစ်ယောက်ဖြစ်ပြီးတော့သူ့ရဲ့တိုက်ကွက်တွေကလှိမ့်မြန်လွန်းလို့ yellow flag လို့တော့အများကတင်စားခေါ်ကြပါတယ်။အဲ့ညမှာပဲသူကမြေခွေးမိတ်ဆာကြီးကိုချိတ်ပိတ်နိုင်ခဲ့ပြီးတော့သူကိုယ်တိုင်လည်းအသက်ပေးခဲ့ရပါတယ်။တာယာတဲ့နေ့လေးတစ်နေ့မှာninjaပေါက်စာလေးတစ်ကောင်လူကြီးတွေကလိုက်ဖမ်းနေရပါတယ်။အကြောင်းကတော့ကိုနိုဟာရွာရဲ့အထုံးအမြတ်ဖြစ်တဲ့မျက်နှာပုံစံကြောက်တုံးကြီးတွေမှာဆေးရောင်ဆုံးချယ်ပြီးဆော့ထားလို့ဖြစ်ပါတယ်။အမြဲပြုံးရွှေ့နေတဲ့မျက်နှာသပင်အဝါရောင်နဲ့ပေါ်တော်ကောင်လေးရဲ့နာမည်ကတော့နာရုတိုဖြစ်ပါတယ်။သူ့ဆရာအီရုကာမိသွားပြီးတော့စာတင်ငန်းထဲကိုညင်ညင်တတာပဲကြိုးတုပ်ပြီးတော့ခေါ်လာခဲ့ပါတယ်။သူတို့ရွာမှာကျောင်းဆိုတာဟာစာရေးစာဖတ်အမိုက်ကောက်တာလောက်တင်တာမဟုတ်ဘဲနဲ့နင်ညာလောကမှာတက်အပ်တဲ့တိုက်ရေးခိုက်ရေးအပြင်ဂျူစုလို့ခေါ်တဲ့မှော်ဆန်ဆန်နင်ညာအတက်တွေကိုတင် जा ပေးတဲ့နင်ညာအကယ်ဒမီဖြစ်ပါတယ်။ဒီနေ့အတန်းမှာပေါင်မြောင်းဂျူစုလို့ခေါ်တဲ့ရုပ်ပြောင်းရုံနဲ့အတက်ကိုကျောင်းသားတွေကစာမေးပွဲဖြေချရမှာဖြစ်ပါတယ်။ပထမဆုံးအဖြစ်ဆာကူရာဟာရူနိုလို့ခေါ်တဲ့ပန်းရောင်အင်ဂျင်နဲ့ကောင်မလေးကသူ့ဆရာအီရုကာအဖြစ်ပုံပြောင်းတာအောင်မြင်သွားပါတယ်။နောက်တစ်လက်မှာတော့ဆာစကဲလို့ခေါ်တဲ့ဘာဝမဂယူးမဆိုင်တဲ့ပုံစံနဲ့ကောင်လေးကအေးအေးဆေးဆေးပဲအောင်သွားပါတယ်။တတိယကတော့နာရူတိုရဲ့အလက်ဖြစ်ပြီးတော့အဝိမပါဆက်စီကြတဲ့ကောင်မလေးအဖြစ်ပြောင်းပြလိုက်ပါတယ်။သူကိုယ်တိုင်ကအဲ့ဒါကိုဆက်စီဂျူစုလို့နာမည်ပေးထားပါတယ်။အဲ့ညမှာသူ့ဆရာကသူ့ကိုရွာရဲ့အကောင်းဆုံးနဲ့တဆိုင်နေသောရာမန်ဆိုင်မှာလိုက်ကြွေးပါတယ်။နာရူတိုကရွာကိုကာကွယ်ဖို့အသက်ပေးခဲ့တဲ့၄ယောက်မြောက်ဟိုကာခဲ့အကြောင်းကိုပြောနေရင်သူလည်းတနေ့ဟိုကာခဲ့တစ်ယောက်ဖြစ်လာရမယ်လို့သူ့ဆရာကိုပြောလိုက်ပါတယ်။နောက်တစ်နေ့အတန်းကတော့စာမေးပွဲနောက်ဆုံးနေ့ဖြစ်ပြီးတော့ကျောင်းသားအားလုံးကကိုဘွားဂျူစုကိုဖြေချရမှာဖြစ်ပါတယ်။ကိုဘွားဂျူစုဆိုတာကကိုနဲ့တပုံစံနဲ့တူတဲ့နောက်တစ်ယောက်ကိုဖန်တီးရတဲ့နေညာအတက်ဖြစ်ပြီးတော့နာရူတိုရဲ့အညံ့ဆုံးဂျူစုလည်းဖြစ်ပါတယ်။အဲ့ဒါကြောင့်ပဲနာရူတိုကလွယ်လို့ကျန်တဲ့ကျောင်းသားတိုင်းစာမေးပွဲအောင်ပြီးဂန်နင်းလို့ခေါ်တဲ့အငယ်တန်းနေညာလေးတွေဖြစ်လာကြပါတယ်။ဟိုကာခဲဖြစ်ချင်နေတဲ့နာရူတိုလည်းဂန်နင်းစာမေးပွဲမအောင်လို့1 AP တယောက်တည်းဖြစ်နေချိန်မီဇူကီဆိုတဲ့နေညာတယောက်ကလာခေါ်သွားပါတယ်။အဲ့ဒီညမှာပဲနာရူတိုကအန်ရယ်များလုံးဂျိတ်ပိတ်ထားတဲ့လှုပ်ဝက်စာလေးကိုဟိုကာခဲရုံးခန်းကနေခိုးလာပြီးစာလေးရဲ့ပထမဆုံးမျက်နှာမှာပါတဲ့ထက်ဆင့်ကိုဘွားဂျူစုအကြောင်းကိုဖတ်နေပါတယ်။ဒါကိုသိသွားတဲ့နင်ဂျာတွေလည်းခေါင်းမိတောက်ကုန်ပြီးနာရူတိုကိုလိုက်ရှာကြပါတယ်။အဲ့ဒီနေရာကိုအီရူဂါဆန်ဆဲရောက်လာတော့နာရူတိုကသူဒီစာလိတ်တွေကဂျူစုတစ်ခုကိုတက်တာနဲ့စာမေးပွဲအောင်လိုက်မယ်လို့မီဇူကီကပြော။ကဲတော့၄ယောက်မြောက်ဟိုကာခဲကမြေခွေးမိတ်ဆာကိုမွေးကင်းသားကလေးနာရူတိုရဲ့ကိုယ်ထဲမှာချိတ်ပိတ်ခဲ့တာဖြစ်ပါတယ်။အဲ့ညမှာပဲအီရူဂါရဲ့မိဘတွေလည်းမြေခွေးလက်ချက်ကြောင့်တည်ခဲ့ရတာဖြစ်ပါတယ်။အဲ့ဒါကြောင့်ပဲရွာမှာရှိတဲ့လူတိုင်းကနာရူတိုကိုမိတ်ဆာတကောင်မကောင်းဆိုးဝါးတကောင်ရွာကိုဖျက်ဆီးမဲ့သူတယောက်အဖြစ်မြင်ပြီးဝိုင်းကျင်ထားကြတာဖြစ်ပါတယ်။ဒါပေမဲ့အီရူဂါသူ့လိုပဲမိဘမရှိကြီးပြင်းလာတဲ့နာရူတိုရဲ့ခန်းစားချက်တွေကိုနားလည်တာကြောင့်လူတိုင်းရဲ့အာရုံစိုက်မှုကိုလိုချင်လို့စိုးသွမ်းနေတဲ့နာရူတိုဘက်ကအမြဲရည်တည်ပေးခဲ့တာဖြစ်ပါတယ်။အခုလည်းမီဇူကီပြစ်လိုက်တဲ့ဆက်ကြောကိုနာရူတိုအစာဝင်ခံပေးပြီးကဲလိုက်တာကြောင့်နာရူတိုပြေးလို့ရသွားပါတယ်။တကယ်တော့မီဇူကီကနာရူတိုကိုတက်ပြီးတော့လှုပ်ဝက်စာလေးကိုလိုချင်နေတာဖြစ်ပါတယ်။အခုလည်းတေကန်နီးအခြေအနေမှာတော့အီရူဂါနာရူတိုကိုကာကွယ်ပေးနေပြီးတရွာလုံးကထင်တယ်လို့မိတ်ဆာတကောင်မဟုတ်ကြောင်းပြောနေပါတယ်။ဒါကိုချောင်းနှောင်းထောင်ပြီးငိုနေတဲ့နာရူတိုကနေရာထွက်လာပြီးသူ့ရဲ့ဆရာကိုကာကွယ်ပေးပါတယ်။ပြီးရဲ့နောက်လက်တင်ငေတာတစ်ခုကိုလှုပ်လိုက်တဲ့အချိန်နာရူတိုတွေထောင်ထဲချီထွက်လာပါတယ်။အဲ့ဒါကထက်ဆင့်ကိုဘွားဂျူစုဖြစ်ပြီးအကြီးတန်းနေညာတွေတောင်မသုံးနိုင်တဲ့စာလိတ်တွေကလှုပ်ဝက်ဂျူစုတစ်ခုဖြစ်ပါတယ်။မီဇူကီကိုအမောက်သိပ်ပြီးချိန်မှာတော့နာရူတိုကအရင်ဟိုကာခဲတွေထက်တာတဲ့သူတယောက်ဖြစ်လာလိမ့်မယ်လို့အီရူဂါစိတ်ထဲကရေရွတ်နေပါတယ်။အဲ့ညမှာပဲနာရူတိုကိုနိုဟာနင်ညာတွေရဲ့အဓိကပြရုပ်ဖြစ်တဲ့တရွက်ပုံခေါင်းစည်းကိုပေးပြီးအငယ်တန်းနင်ညာအဖြစ်ယာရူတိုပေးလိုက်ပါတယ်။ဒါတွေအကုန်လုံးကိုရွာရဲ့တတိယမြောက်ဟိုကာခဲဖြစ်တဲ့ဟီရူဆန်ဆာရူတိုပီကဖန်လုံးပေါ်ကနေကြည့်နေပါတယ်။နောက်တရက်နင်ညာမှတ်ပုံတွေမှာပြောင်းချောချောပုံရိုက်ထားတဲ့အတွက်ရွာရဲ့တကြီးဖြစ်တဲ့တတိယမြောက်ဟိုကာခဲကနာရူတိုကိုခေါ်ဆိုပါတယ်။ဒါပေမဲ့ကြည့်နေပုံကတယောက်ယောက်နဲ့တူနေတာကိုသတိထားမိသွားပါတယ်။နာရူတိုကတော့သူ့ဗီဇာအတိုင်းတကြီးကိုလည်းဆက်စီဂျူစုနဲ့ပြန်ဖျဲလိုက်ကြကြောင်းရွာတကြီးလည်းနှာခေါင်းသွင်းရှင်သွားပါတယ်။အဲ့ဒီအချိန်အခန်းပြင်မှာလောက်ကျန်သူတယောက်ရှိနေပါတယ်။အဲ့ဒါကတော့ရွာတကြီးရဲ့မြေးဖြစ်တဲ့ကိုနိုဟာမာရုဆိုတဲ့၈နှစ်အရွယ်ကလေးတယောက်ဖြစ်ပါတယ်။သူက9ယောက်မြောက်ဟိုကာခဲဖြစ်လာရမယ်လို့ကြွေးကြော်ပြီးတကြီးကိုအကြိမ်20မြောက်တိုက်ခိုက်ဖို့အလားအနားမရောက်ခင်ပဲခလုတ်တိုက်ပြီးလဲသွားပါတယ်။ဒါကိုပဲကလားမနိုင်ရခိုင်မဲကနာရူတိုကြောင့်ဖြစ်တာဆိုပြီးအသွားချောင်းလို့ဟိုငါဘောကတီးပေးလိုက်တာတစ်ချက်တည်းနဲ့မှောက်သွားပါတယ်။နိုးလာတော့အီဘီစုကတကြီးမျိုးကိုဘောမနေပြီးနာရူတိုနဲ့မပတ်သက်ဖို့သူ့ကိုယ်သူအမွှန်းတင်ရင်တားလိုက်ပါတယ်။ကိုနိုဟာမာရုကတော့နာရူတိုကိုသူ့ရဲ့ဆရာဖြစ်လက်ခံပြီးသူ့အဖိုးအတော်ဖြုံလောက်တဲ့ဆက်စီဂျူစုကိုတင်ပေးခိုင်းပါတယ်။ငါဘောဆရာနဲ့ငါကြောင်တပည့်လည်းကြိုးကြိုးဆဆလေ့ကျင့်ကြပြီးတဲ့နောက်ဆက်စီဂျူစုကိုတက်သွားပါတယ်။သူတို့လေ့ကျင့်တဲ့နေရာကိုအီဘီစုလိုက်လာပြီးကိုနိုဟာမာရုကိုပြန်ခေါ်ပါတယ်။ဒါပေမဲ့နာရူတိုကရှယ်ရိုကလုံးနဲ့ဆက်စီဂျူစုကိုတွဲသုံးများလိုက်ကြကြောင်းအီဘီစုလည်းမှောက်သွားပါတယ်။ဟိုကာခဲဖြစ်ချင်ကြတဲ့နာရူတိုနဲ့ကိုနိုဟာမာရုလည်းစ조사မှုဇွဲနဲ့လုံလဝရိယတို့ကိုအားပြုပြီးသူတို့ဖြစ်ချင်တဲ့အိမ်မက်ကိုတရားမျှတစွာပြန်ဆန်ကြဖို့ဂတိကဝတ်ပြုလိုက်ပါတယ်။